လူအများစုကတော့ပြောင်းဖူးရိုးကိုအသုံးမဝင်တဲ့အမိုက်လိုပဲမြင်ကြပါလိမ့်မယ်။ဒါပေမဲ့ပါးနတ်တဲ့သူတွေအတွက်တော့ဒါဟာထူးခြားပြောင်မြောက်တဲ့စိုက်ပျိုးရေးကိရိယာတစ်ခုပါမယ်။ဒါဟာတကယ်တော့ခေတ်မီနည်းပညာတွေထပ်တောင်ပိုမိုထိရောက်တဲ့လူမေးလျော့နေကြတဲ့ရှေးဟောင်းလှုံ့ဝှက်ချက်တစ်ခုထက်ပါတယ်။လှုပ်ဆောင်မှုကတော့ပြောင်းဖူးရိုးတွေကိုလွှင့်ပစ်မဲ့အစားရေထဲမှာ48နာရီကြာအောင်စိန်ထားလိုက်တဲ့အခါသူတို့ဟာအစိမ့်မြင့်ဇီဝရေမြုပ် biological sponge အဖြစ်ပြောင်းလဲသွားပါတယ်။အဲဒီနောက်ပြောင်းဖူးရိုးမှာအပေါက်ငယ်လေးတစ်ခုဖောက်မျိုးစေ့လေးဒီစိထဲလိုက်ယုံနေတဲ့ထူးခြားတဲ့ရလဒ်ကိုမြင်တွေ့ရမှာပါ။ဆယ်ရက်ခန့်အကြာမှာတော့အလွန်တန်ဆွမ်းတဲ့အမြင့်တွေထွက်ပေါ်လာတာကိုတွေ့ရပါလိမ့်မယ်။အကောင်းဆုံးအချက်ကတော့အပင်ပေါက်လာတဲ့အခါမှာအပင်ကိုပဲနှုတ်ယူစိုက်ပျိုးစီရမလို့ပဲပြောင်းဖူးရိုးတစ်ခုလုံးကိုမြေကြီးထဲမြုပ်နှံစိုက်ပျိုးနိုင်တာပဲဖြစ်ပါတယ်။ဒီရှေးဟောင်းနည်းစနစ်ဟာအပင်ကိုနေရာရွှေ့စိုက်တဲ့အခါဖြစ်တတ်တဲ့အမြင့်နာခြင်း transplant shock ကိုကာကွယ်ပေးတဲ့အပြင်ပြောင်းဖူးရိုးဟာမြေကြီးထဲမှာတဖြည်းဖြည်းပုတ်တိုးသွားပြီးတဘာဝမြေဩဇာစစ်အဖြစ်ပြောင်းလဲပေးပါတယ်။ဒါဟာစွန့်ထစ်ပစီလုံးဝမရှိဘဲအထွက်နှုံးကိုအမြင့်ဆုံးရရှိစေတဲ့ရှေးခေတ်လူသားတွေရဲ့ဖန်တီးနိုင်စွမ်းကိုပြသနေတဲ့အကောင်းဆုံးသင်ခန်းစာတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်တင်တဲ့ဗီဒီယိုတွေလည်းသိရအောင် like and follow လေးလုပ်ခဲ့ကြပါအောင်နော်။